ကျောင်းမလေးကိုပျော်ရွှင်စရာမွေးဖွားထားပါတယ်။အဲ့မှာကျောင်းမလေးကိုနှုတ်ဘူးတွေပါတိုက်နေပါတယ်။ကျောင်းမလေးနဲ့ဆော့တော်နေပါတယ်။ကျောင်းမကြီးကကိုယ်ဝင်ရှိတာတော့ပိုက်ကြီးလာတော့ဆေးရုံကိုပြေးပါတယ်။ကျောင်းမလေးကနေပြီးတော့ကျောင်းမလေးကသူ့အမေတော်ဆူတောင်းပေးနေပါတယ်။ပြီးတော့ကျောင်းကလေးကိုအောင်မြင်စွာမွေးဖွားခဲ့ပါတယ်။မကျောင်းကလေးရောက်လာတော့ကျောင်းမကြီးကကျောင်းမလေးကိုမချစ်တော့ပါဘူး။မကျောင်းမလေးကိုဝတ်တွေပါလျှော်ခိုင်းနေပါ။ညကျတော့ကျောင်းမလေးကိုပြေဖို့တိုင်ပင်ပါတယ်။တနေ့ကျတော့ကစားကွင်းမှာကျောင်းမလေးကိုပြစ်ထားခဲ့ပါတယ်။ကျောင်းမလေးကဘွားလေးကန်ပြီးတော့လမ်းဘေးမှာအိပ်ပျော်သွားခဲ့ပါတယ်။အမှအနီးတယောက်ကလာနိုးပြီးတော့ရဲစခန်းလိုက်ပို့ပါတယ်။ရဲစခန်းကလည်းသူ့ကိုဖုန်းဆက်ပါတယ်။အမှချောင်းဘေးကပြောပါတယ်။အဲ့ကလေးမပြန်မခေါ်နိုင်တော့ဘူးလို့ပြောပါတယ်။အဲ့ချိန်မှာကျောင်းအနီးကကျောင်းမလေးခေါ်သွားပြီးတော့မွေးစားလိုက်ပါတယ်။အနီးရတာကျောင်းကလေးကကျောင်းမလေးကိုဂရုစိုက်ပါတယ်။ချိုးချင်းတွေကျွေးပြီးတော့ကျောင်းကိုတူသွားကြပါတယ်။